ရုပ်တဲ့လူတွေဟာကိုကောင်းကြောင်းကြီးပြောတယ်တဲ့ကိုကောင်းကြောင်းကိုသူများမမေးဘဲနဲ့ပြောတာတဲ့မေးရင်တော့အခြေကြီးပြောတာတဲ့မစိုးနိုင်တော့ဘူးဟုတ်လားဒီအဲ့ဒါသူရုပ်ရဲ့လက္ခဏာတစ်မျိုးကိုမကောင်းကြောင်းကိုမမေးရင်တခွန်းမှမပြောဘူးမေးရင်တော့မှမပြောခြင်းနဲ့နည်းနည်းပဲပြောတယ်တဲ့နောက်သူများမကောင်းကြောင်းကိုမမေးဘဲနဲ့ပြောနေတာမေးမယ်ဆိုရင်တော့အဲ့ဒါအကျေဝိထာရချက်ပြီးတော့မဆုံးအောင်သာနားထောင်ပြီးတော့သူများကောင်းကြောင်းကိုမေးတောင်သူသိမပြောနိုင်ဘူးဟုတ်မမေးရင်မပြောဘူးမေးမှနည်းနည်းပဲပြောတယ်